စိတ်ထားကောင်းတဲ့သူကကံကောင်းတယ်ဆိုတဲ့စကားလေးအားလုံးပဲကြားဘူးကြမှာပါအစိုးတွေပဲတွေးနေတတ်တဲ့သူတယောက်နဲ့အကောင်းတွေပဲတွေးနေတဲ့သူကိုရှင်ကြည့်ပါအေးချမ်းချင်းတွေဘု து စီမှာပို့ပြီးတွေ့ရတတ်လဲဆိုတာမေးနေစရာတော့မလိုပါဘူးဒါကြောင့်ကိုယ့်ရဲ့စိတ်လေးကြည်လင်နေတဲ့အခါအနားမှာရှိတဲ့သူတွေလည်းအလိုလိုအေးမြပါတယ်အကြည်သက်လေးတွေကူပါတယ်အေးတို့ရဲ့စိတ်ဆိုတဲ့အရာကလူတယောက်ကိုအများကြီးပြောင်းလဲစေပါတယ်အစိုးတွေတွေးရင်စိုးတဲ့အရာတွေပဲလာတတ်တာမို့ကိုယ့်ရဲ့စိတ်ကိုသူများတွေအယောင်လာစိုးတိုင်းလဲမညစ်ညမ်းစေလိုက်ပါနဲ့ဘသူတွေဘလောက်စိုးနေပါစေကိုကောင်းနေတဲ့၍ကိုယ့်ရဲ့ကုသိုလ်ကကိုယ့်ကိုအမြဲအကျိုးပေးနေမှာမို့စိတ်တဘောထားပြေဝတဲ့သူတယောက်အနေနဲ့လာမဲ့နေ့ရက်တွေကိုအလှပဆုံးဖြတ်တမ်းပါတဲ့ဒီအရာလေးကဘာကိုပြောချင်တာလဲဆိုအီရိုတွေအနေနဲ့ပေါ့နော်စိတ်ထားကောင်းရင်ကံကောင်းတယ်ဆိုတဲ့စကားလေးကိုအမြဲတမ်းအမှတ်ရနေစီဖို့အတွက်အေးအနေနဲ့ဒီစာသားလေးကိုကိုယ်တိုင်ရေးသားပြီးတော့ဖတ်ပြလိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်စိတ်ထားကောင်းပါနော်ကိုယ့်ရဲ့ကုသိုလ်ကကိုယ့်ကိုပြန်ပြီးတော့အကျိုးပေးပါတယ်ကိုယ့်ရဲ့စေတနာကကိုယ့်ကိုပြန်ပြီးတော့အကျိုးပေးပါတယ်အမြဲတမ်းစိတ်ကိုရှင်းရှင်းလင်းလင်းထားပါစိတ်ညစ်စရာကောင်းတဲ့အမိုက်တွေကိုကောင်းတဲ့မှာဘယ်တော့မှမထည့်ပါနဲ့လို့ဒီနေရာလေးကနေအေးအနေနဲ့ပေါ့နော်စိတ်ကြည်လင်စေတဲ့စာစုလေးတစ်ခုကိုကိုယ်တိုင်ရေးသားပြီးတော့ကိုယ်တိုင်ဖတ်ပြပေးလိုက်ပါတယ်ဆိုတော့ဘယ်စာအုပ်တွေကလဲဆိုတော့ကိုယ်တိုင်ရေးသားထားတဲ့တယောက်တည်းလဲဆက်လျှောက်ရဲတယ်ဆိုတဲ့စာအုပ်လေးတွေကနေဖတ်ပြလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်规定了，这你单位工作的，咱那边的房屋税的条件，这个考虑什么？